ကျွန်တော်မိသားစုတွေပညာတတ်တွေဘွဲရတယ်ကြီးပဲနေချင်းရနေစားချင်းရစားသူတို့ဘာသာပြည်သူနဲ့တသားတဲ့ကျွန်တော်ပြစ်ထားတာဘယ်နိုင်ငံသားမှမပို့ဘူးကျွန်တော်ဘယ်မှထွက်မပြေးဘူးကျွန်တော်အမေစုတို့လိုဗိုလ်ချုပ်တို့လိုလူတွေကိုအားကြဒီနိုင်ငံထဲမှာပြည်သူနဲ့ပဲနေမယ်ပြည်သူနဲ့ပဲအသေးခံမယ်ရှုံးနိုင်အပြစ်ရှိရင်လည်းပေးတဲ့အပြစ်ကိုဒီမှာပဲခံမယ်ဘယ်မှထွက်မပြေးဘူးငါအားလုံးပဲမင်္ဂလာပါ Top News မြန်မာ channel ကနေပြီးတော့တဖန်ပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော် channel လေးကို subscribe မနေသေးဘူးဆိုတော့ subscribe နေပြီးတော့ထပ်မံပြီးတော့တောင်းဆိုချင်ပါတယ်ငါဒေါ်လာရေးမှာစီးပွားလည်းမလုပ်ဘူးအကျိုးစီးပွားလည်းမမျှော်လင့်ဘူးဒါကျွန်တော်ပြည်သူကိုရုပ်ကိုပြောရတော့မှမလို့ပြောတာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီမှာရှေ့ကိုပူပေါင်းဆောင်ရွက်လောက်ကင်ဖို့နော်ဆိုပြီးတော့ကျွန်တော်တို့ဝန်ကြီးကလည်းပြောထားပါတယ်ကျွန်တော်လည်းမြန်လေးလောက်ပါဝန်ကြီးလို့ပြောထားပါတယ်ကျွန်တော်နဲ့ဂျာကန်ဆက်သွယ်ပေးတဲ့လူကနေဒါပေမဲ့တပတ်အတွန်းလောက်တွေးဖို့မျှော်လင့်မိမဲ့အခုကဘယ်ရက်ဆိုတာကိုအကြောင်းမပြန်သေးဘူးကျွန်တော်ပြောတဲ့စကားတွေကကျွန်တော်က MOD ကိုဖောင်းထုတ်ပါတယ်ဆိုရင်လာခဲ့ကျွန်တော်ပြောတဲ့စကားတွေကျွန်တော်က data ကင်ပြီးပြောတာကျွန်တော်ကိုလည်းလာပြောဖို့ကျွန်တော် fake ခေါ်ထားတယ်အကောင့်သူတွေနဲ့တောင်ကပြောမြောက်ကပြောတွေမပြောနဲ့ပြောချင်တတ်သိရှိလာပြောဘယ်သူနေတတ်သိရှိဆိုတာကျွန်တော်ရိုင်းသွားတယ်လို့ဖြစ်တယ်တဲ့လာပြောပါပုံမှန်လင်းလာဆွေးနွေးပါကျွန်တော်အချိန်တိုင်း fake ခေါ်ထားတယ်ຫນွေဦးမင်း online လို့ပြောတယ်ຫນွေဦးမင်း online ဆိုတာမင်း online ဆိုတာပြည်သူကိုတနက်ကိုင်းပြီးအနိုင်ကျင့်တယ်နိုင်ငံအကျိုးပြည်သူအကျိုးကိုအကြောင်းပြပြီးတော့အဲ့ဒါကတပိုင်းသူစီးပွားရေးလောက်တာကတပိုင်းနော်နိုင်ငံအရေးပြည်သူအရေးအကြောင်းပြတာကအကြောင်းပြပေမဲ့အကျိုးစီးပွားကြည့်တာနည်းနည်းသူ့မိသားစုအကျိုးစီးပွားကြည့်တာကများနိုင်ငံရေးလှုပ်ရင်နဲ့စီးပွားဖြစ်သွားကြတဲ့လူမျိုးတွေပြည်သူကိုအနိုင်ကျင့်နေတဲ့သူတွေပြည်သူကိုမင်းတို့ဘာမှမသိပါဘူးဆိုတဲ့အချိုးချိုးပြီးတော့အနိုင်ကျင့်နေတဲ့သူတွေပြောချင်တာပြောနေတဲ့သူတွေအဲ့ဒါမျိုးအဲ့ဒါမင်း online တော့အုပ်စုနော်ပြည်သူကိုဟောနော်သူတို့ဘာတွေလုပ်ပေးနေပါတယ်ဘလို့တိုးတက်အောင်လုပ်ပေးနေပါတယ်ဆိုပြီးစကလုံးနေနဲ့ပဲပြောပြီးတော့ပြည်သူအကျိုးစီးပွားတဲ့သူတို့အကျိုးစီးပွားကိုပဲလှုပ်သွားကြတဲ့အုပ်စုနိုင်ငံရေးတစ်ပိုင်းလှုပ်ပြရင်းနဲ့မိမိမိသားစုအကျိုးစီးပွားကိုလှုပ်နေတဲ့မိမိမိသားစုအကျိုးစီးပွားကိုများလှုပ်နေတဲ့အုပ်စုအဲ့ဒါမင်း online တော့အုပ်စုအဲ့ဒါနဲ့တူရင်ကျွန်တော်ကိုຫນွေဦးမင်း online လို့ပြောကျွန်တော်မှအဲ့ဒီချက်မရှိဘူးကျွန်တော်လက်နက်ကင်ပြီးအနိုင်ကျင့်နေတာရှိရင် data အချက်လက်နဲ့လာခဲ့ကျွန်တော် fake ခေါ်ထားပြီးတာနော်ပြည်သူကိုပြည်သူအကျိုးစီးပွားဟာမင်းတို့ဘလို့တိုးတက်တော့မယ်ငါတို့လုပ်ပေးနေတာဘလို့တွေအဆင်ပြေတော့မယ်လို့လိန်ညာပြီးတော့ပြည်သူအကျိုးနိုင်ငံအကျိုးကနည်းနဲ့မိသားစုအကျိုးစီးပွားကများလုပ်နေတဲ့ကောင်လည်းမဟုတ်ဘူးကျွန်တော်ဒါတဲ့လေးပြောတာကျွန်တော်အဲ့တော့ຫນွေဦးမင်း online နဲ့နိုင်နေတချို့တွေဒေါသထွက်ကြတယ်မထွက်နဲ့ကျွန်တော်လေးလူရှုထားလိုက်တယ်ဒါပေမဲ့နောက်တစ်ချိန်ဆိုရင်တော့ကျွန်တော်အဲ့ဒီကိစ္စဖြစ်ရှင်းမယ်ကျွန်တော်ပြည်သူတွေကိုပြောတယ်ရိုင်းဆိုင်သွားမပြောနဲ့အကျင့်ပါတယ်နော်ရိုင်းဆိုင်အာဘော်တွေနဲ့အရသာခံတတ်တဲ့အလေးအကျင့်ဇိုးတွေထွန်းကားနေတဲ့အတိုင်းပြည်မို့လို့တာအဲ့ဒါတွေကိုဘာမှမဖြစ်ဘူးထင်တယ်ဒါတွေကရှက်စရာလည်းကောင်းတယ်ယွန်စရာလည်းကောင်းတယ်ကျွန်တော်အားပေးတဲ့ပြည်သူတွေဝင့်ရံတဲ့ပြည်သူတွေကိုကျွန်တော်ခဏတောင်းပန်တယ်အခုလည်းမေတ္တာရက်ခံတယ်အကျင့်တွေပြောင်းပါနော်ဆဲတာဆိုတာပွဲစီတဲ့ဒီနိုင်ငံမှာအဲ့ဒါတွေကိုလိုက်မတုပါနဲ့ဘာလည်းမဆဲပါနဲ့ပြောစရာရှိရင်ကျွန်တော်တဲ့ပြောမယ်လို့အပ်လာတဲ့အချိန်ကျွန်တော်အမြဲတမ်းကျွန်တော်အဖွဲ့ကျွန်တော်ဝင့်ရံသူတွေကျွန်တော်ပြည်သူတွေကိုကျွန်တော်အမြဲတမ်းပြောပါအခုလဲလာပြီနော်ခုနစကားကိုကျွန်တော်ပြောပြကျွန်တော်မိသားစုတွေပညာတတ်တွေဘွဲရတယ်ကြီးပဲနေချင်းရနေစားချင်းရစားသူတို့ဘာသာပြည်သူနဲ့တသားတဲ့ကျွန်တော်ပြစ်ထားတာဘယ်နိုင်ငံသားမှမပို့ဘူးကျွန်တော်ပြည်သူတွေကငွေလိမ်ပြီးတော့နော်အို့လို့ရတယ်ရှင်းပြောတာနော်ကျွန်တော်မှတားရှိတယ်မျိုးသမီးလည်းရှိတယ်ဒီမျိုးသူနဲ့ကိုနဲ့အစောပိုင်းကလေးလမ်းခွဲသွားခဲ့တယ်ထားတော့တခြားအကြောင်းအရာတွေရှိသေးတယ်ဒါအပြည့်စုံပြောပြနေလို့လည်းမရတော့ဇနီးမယားလည်းပညာတတ်ပဲနော်ဒေါ်လာရေးမှာသဘောထားမတိုက်ဆိုင်လို့꿰တာကျွန်တော်ကိုကြိုးစီးပွားချင်းဟုတ်ပြီမိမခဏလေးဆောင်အောင်နင်ဒုက္ခမရောက်စေရအောင်ဒုက္ခကြောက်လို့ငါနဲ့꿰သွားတာမျိုးတော့မလုပ်ပါနဲ့နင်တို့အဆင်ပြေအောင်ငါနိုင်ငံခြားပို့မယ်နော်အဲ့ဒီမှာလောက်ကင်စားကြလို့လည်းမပြောဘူးမကြိုက်ရင်သွားအဲ့ဒီအနစ်နာတွေအဲ့ဒီဒုက္ခတွေမခံနိုင်ရင်သွားဒီကနေ့မှာငါသားသမီးငါမိသားစုတဲ့ပြည်သူအများမျက်နှာတဲ့ဘယ်သူမှပို့မကြည့်ဘူးအိမ်ကမိသားစုအဖေအမေရောမောင်နှမတွေရောပြက်ပြောပြီးထွက်လာခဲ့ဒါနဲ့မယားကိုလည်းအဲ့ဒီတိုင်းပြောပြီးတော့ကျွန်တော်ထားခဲ့ဒီကနေ့ဒီဘယ်မှမပို့နိုင်ငံရေးမှာအကျိုးစီးပွားတစ်ဝက်နဲ့လုံနေတဲ့ကောင်းမဟုတ်ဘူးကျွန်တော်ကຫນွေဦးမင်း online လို့အပြောခံရအောင်လက်နဲ့အနိုင်ကျင့်တာရှိရင်လည်းဒီကနေ့ဒီအားလုံးကိုခေါ်ထားတယ်ကျွန်တော်တာဝန်ယူမယ်တာဝန်ခံမယ်ကျွန်တော်အမိတ်နဲ့ပြည်သူကိုအနိုင်ကျင့်တာတစ်ခုရှိရင်လာခဲ့ကျွန်တော်တာဝန်ခံမယ်လို့ပြောထားပြီလားနော်ဒေါ်လာရေးအကျိုးစီးပွားကိုကြည့်လို့မပြောပါဘူးလို့လည်းပြောသေးတယ်ဒါတွေနဲ့လိုက်ပြီးပုံဖြတ်နေတယ်အမှန်ကဒေါ်လာရေးအကျိုးစီးပွားကိုကြည့်လို့
နော်ငါတို့ကအောင်းထားတာလို့ပြောနေတာကရှင်းပြောရင်အဲ့လိုထိုးချခြင်းပဲခိုင်လုံတဲ့ data အချက်အလက်မရှိတဲ့အခါကျတော့အချက်လက်မလို့တဲ့ပြောစကားကိုသုံးပြီးထိုးချတာပဲကျွန်တော်ကအဲ့လောက်မအားဘူးကျွန်တော်ကလေးလေးမဟုတ်ဘူးကျွန်တော်နိုင်ငံရေးသမားလူလိန်နေနဲ့ရောအရက်မှာလူလိန်လူညာတွေမာယာသမားတွေနဲ့ရောကျွန်တော်အများကြီးတွေ့ခဲ့ပြီနော်ဟိုမှာသူများနိုင်ငံမှာသွားပြီးတော့ကုမ္ပဏီမှာအထိကျွန်တော်မန်နေဂျာယာဒူးနဲ့အလုပ်လုပ်ခဲ့ဘူးတဲ့လူတွေအများကြီးနဲ့ကျွန်တော်တွေ့ဘူးတယ်နော် NGO မှာလည်းလုပ်ခဲ့ဘူးတယ်အရက်မှာလည်းစီးမဲ့ကမ်းမဲ့ဘဝတွေနဲ့လည်းကျွန်တော်ကျင်လည်ဘူးတယ်ဘယ်သူကဘာပြောရင်ဘာဆိုတာသိတယ်အမှန်ကဒေါ်လာရေးရဲ့မျက်နှာကိုထောက်နေလို့နော်လူတို့ယုံကြည်မှုတွေပြတ်သွားမှာဆိုလို့ဒေါ်လာရေးပဲ့သွားမှာဆိုလို့ငါတို့ကမပြောသေးတာနဲ့အကောင့်သူတွေနဲ့အုပ်စုဖွဲ့ပြီးတော့တိုက်ခိုက်နေတာကဒေါ်လာရေးအကျိုးစီးပွားကြည့်လို့မဟုတ်ဘူးငါတို့အကျိုးစီးပွားကိုထိစေမဲ့စကားတွေဒီကောင်ပြောနေလို့ဒီကောင်ကိုထိုးချခြင်းနဲ့ထိုးချစရာခိုင်လုံတဲ့ဒေတာအချက်လက်ကလည်းမရှိတော့ဒေါ်လာရေးမျက်နှာကိုထောက်လို့မပြောတာပါဖုံးထားတာဒေါ်လာရေးပြီးရင်တွေ့ကြမယ်ဆိုတာမျိုးတွေနဲ့စကားလုံးတွေနဲ့ပြောပြီးတော့ထိုးချခြင်းနေကြတာအဲ့ဒီထဲမှာအဲ့ဒီအမျိုးသမီးလည်းဘာကောင်းပါလိမ့်ရှင်းပြောရရင်ကျွန်တော်တို့အစိုးရမှာလည်းလိုအပ်လာရင်သတင်းတုံ့ပြန်ဖို့နော်သတင်းစုဆောင်းဖို့သူ့မှာလည်းတာဝန်ပေးထားတဲ့နော်စစ်ကောင်စီလိုပဲဝယ်ထားတဲ့အဖွဲ့ရှိရင်ရှိလိမ့်မယ်အဲ့ဒီအမျိုးသမီးအဲ့ဒီထဲမှာပါခြင်းလဲပါနေလိမ့်ကျန်တဲ့အကောင့်တူတွေနော်ကျွန်တော်ကတဲ့ပဲဖိတ်ခေါ်ပါတယ်အားလုံးကိုခဏလည်းဖိတ်ခေါ်ထားတယ်တခြားအကောင့်တူနေတဲ့တိုက်ခိုက်နေတဲ့အုပ်စုတွေရောတခြားအဖွဲ့တွေရောပုဂ္ဂိုလ်တွေရောလူတို့ကိုကိုစားပြုနိုင်တဲ့လူတွေနော်ကြိုက်တဲ့လောက်ကျွန်တော်တို့တက်လာခဲ့ပါကျွန်တော်တယောက်တည်းဖြစ်ရှင်းမယ်public မှာရင်ကြီးပဲကျွန်တော်တို့စကားပြောရအောင်ကျွန်တော်မှားရင်လူတို့ကိုတောင်းပန်မယ်မကျေနပ်ရင်ဘေးတဲ့အပြစ်ခံမယ်နော်လူတို့မကျေနပ်လောက်အောင်လုပ်ထားတဲ့အပြစ်တွေ data အချက်လက်နဲ့ကင်ပြောနိုင်ရင်လာခဲ့ကျွန်တော်တောင်းပန်မယ်တောင်းပန်လို့မရဘူးတောင်းပန်လို့လက်ခံနိုင်တဲ့အပြစ်မဟုတ်ဘူးဒါကြီးကဆိုရင်ကျွန်တော်ကိုကြိုက်တဲ့အပြစ်ပေးကျွန်တော်ဘယ်မှထွက်မပြေးဘူးကျွန်တော်အမေစုလို့ဗိုလ်ချုပ်တို့လိုလူတွေကိုအားကြဒီနိုင်ငံထဲမှာပြည်သူနဲ့ပဲနေမယ်ပြည်သူနဲ့ပဲအသေးခံမယ်ရှုံးနိုင်အပြစ်ရှိရင်လည်းပေးတဲ့အပြစ်ကိုဒီမှာပဲခံမယ်ဘယ်မှထွက်မပြေးဘူးငါအဲ့ဒီပုံကိုယ်တွေအဲ့ဒီအဖွဲ့အစည်းတွေအမျိုးသားရောအမျိုးသမီးတွေရောဗဇက်ဗျံပရာတွေပြောမနေနဲ့ကျွန်တော်ပြောရင်လည်းကျွန်တော်ဗျံပရာမပြောဘူးကျွန်တော်ပြောတဲ့စကားတိုင်းကိုကျွန်တော်တာဝန်ခံတယ်အေးအဲ့ဒီပြောတဲ့ပြောတတ်တဲ့လူကိုလိုင်းပေါ်မပြောခင်မှာလဲကျွန်တော်သွားတွေ့တယ်သွားပြောတယ်မရမှာလားကျွန်တော်ကဒီပေါ်ရောက်တာရှင်းပြောရင်ကျွန်တော်ရဲ့သဘောကတော့အမားတွေကိုမြင်ရင်နော်ကြောက်လို့ပဲဖြစ်ဖားခြင်းလို့ပဲဖြစ်ကျွန်တော်အဲ့ဒါကိုဖုန်းဖိပေးထားမဲ့လူထဲမှာကျွန်တော်မပါပြောတဲ့ရင်တော့ပြောရတော့